ပြန်မေးမယ်ကိလေသာဆိုတဲ့ငွေချင်းချင်းတာကိုတော့ဘူးရောရမ်းတော်တယ်မလားနော်ဒါလို့ပြအောင်ဒီမေတ္တာကသူ့ရဲ့လုံးကြီးကလည်းသူ့ရဲ့ပြောဖို့ကြုံဖို့သူ့ရဲ့စိတ်ဓာတ်ကအချမ်းသာဖြစ်ပါလေဒါမျိုးကိုမျိုးဒီမှာတော့ဒုစားပါဒီမှာလည်းအမျိုးဖြစ်ပါလေYou are